င်္ဂလာပါရှင်စိတ်ဝင်စားစရာချစ်ဆက်လက်ကောင်းတွေကိုအမြင်မပြတ်ရွေးချက်တင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ channel လေးကနေဒီနေ့မှာတော့ချစ်ရတဲ့ပရိသတ်ကြီးနားဆင်ရမယ့်ချစ်ဆက်လံလေးကစာရေးသူထန်ထန်ရေးသားထားတဲ့သခင်ရဲ့ကျွန်းဆိုတဲ့ဆက်လံလေးရဲ့အစအဆုံးလေးကိုနားဆင်ရမှာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်အစီအစဉ်လေးမစတင်ခင်မှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရစေအသစ်သစ်သောဇလန်းတွေတိုင်းသိရှိဖို့အတွက်ဘေးနားအနုတီပေးလေးကိုလည်းတပါးနဲ့နှိပ်သွားပေးပါအောင်နော်ကျေးဇူးများကြီးတင်ပါတယ်ရှင်ပရိသတ်ကြီးရဲ့ဒီတစ်ခါနားဆင်ရမယ့်ဇလန်းလေးကသခင်ရဲ့ကျွန်းတဲ့ဘယ်လိုတွေစိတ်ဝင်စားစရာပါမလဲဆိုတာကိုဇလန်းလေးကိုခုပဲအတူတူလိုက်ပါပြီးတော့စေမျောနာဆင်ပေးပါအောင်ရှင်ကြီးကျယ်ခမ်းနားတဲ့စံရင်ကြီးထဲမှာအစိခံတွေစုညံလျက်အိမ်ကြီးရဲ့သခင်ပြန်လာမယ်ဆိုတဲ့သတင်းကြောင့်ဟင်းချက်တန်တွေစုညံကပြင်ဆင်နေကြတယ်ကားတန်ကြတာနဲ့အကုန်လုံးအသင်းဖြစ်သွားကအိမ်ထဲဝင်လာတဲ့ခြေတန်းကြောင့်အစိခံတွေအသက်ရှူလာတော့ရဲရဲမရှူရဲကြပါအကုန်လုံးခေါင်းငုံကမြေသူမှခေါင်းမပေါ်ရဲကြပါစစ်အိမ်ထဲကိုရောက်တော့တန်းစီနေတဲ့အစိခံတွေရဲ့အလေကိုသွားပြီးအိမ်ထဲဝင်ကတွေးကျင်နေတဲ့မျက်နှာကမမြင်ရတာကြောင့်စစ်ဒေါသထွက်ကကြီးတယ်ဝိုင်းနေပဲမှလဲအစိခံတန်းလျားမှာတခင်လေငါဒီနေ့ပြန်လာမှာကိုမသိဘူးလားကျွန်တော်အခန်းထဲလွှတ်လိုက်အထင်းတော်ကြီးတင်လေတခင်လေးပေါ်တက်တာနဲ့ဝိုင်းနေစီသွားကကြီးတင်တကားခောက်တော့လေလာဖွင့်နေသူမရှိတဲ့အခါတော့သွားယူပြီးတကားဖွင့်လိုက်တော့ဝိုင်းနေထွက်သွားပြီအထင်းတော်လေလန့်ကစံအိမ်စီပြေးပြီးတခင်လေဝိုင်းနေထွက်ပြေးသွားပြီဘာရရဲ့ကြည်နေတာလဲထွက်မချကြသေးဘူးလားအစေခံကိုအုံငေါ့ပြီးသူကိုယ်တိုင်သူမခန်းနဲ့သွားဝင်စားကမတွေ့ဘူးဆိုကမှအပြင်ကိုထွက်သွားကဒရိုင်ဘာကိုကားမောက်ထွက်သွားခိုင်းတော့တယ်ကားထွက်သွားတဲ့ကြတော့ဝိုင်းနေလေပုံးနေရကနေအမြန်ထွက်ကအိုးထုတ်ဆောင်ပြီးတကားပွင့်ကထွက်လာတော့အနောက်ကနေတခင်လှမ်းဖက်ကမင်းဘေကိုသွားမှလဲစစ်တခင်ရှစ်ကျမကိုလှုပ်ပါမင်းကိုမင်းလဲလာပြီးထင်းနေတာလားဝိုင်းနေလာခဲ့စမ်းမယ်တခင်ကပြောဆူသူမလက်ကိုအကြံမတန်ဆွဲကအင်ကြီးတွေဝင်သွားတော့တယ်ဝိုင်းဘလောက်ညင်ဆန်ကရုံးနေတော့လေတခင်ကတော့ဒေါသကြီးစွာအလွတ်မပေးပါအခန်းထဲရောက်တော့တခင်တကားကိုလွတ်ချပြီးရှစ်ကျမကိုလွတ်စစ်တခင်ဝိုင်းပြောတာကိုမကြားသလိုနှက်ကတိုင်ကိုချွတ်ကအဖြူအောင်ဆက်အင်းကြီးကိုကြည်သည့်တလုံးစီဖြုတ်ရင်မင်းမလိမ္မာဘူးပဲရှင်ဘာလို့မလို့လဲစစ်တခင်ငါဘာလို့မဲထင်လဲမလိမ္မာတဲ့ကလေးကိုဘယ်လိုအပြစ်ပေးရမလဲဆိုတာမင်းသိပါတယ်အင်းကြီးအကောင်ချွတ်ကပေါ်လာတဲ့ဆေးဘက်ကိုဝိုင်းရကြည့်ပြီးတရွေးမြချကရှင်ကျမကိုလက်မထက်ခင်ထိဘာမှမလုပ်ဘူးလို့ကတိပေးထားတယ်လေကတိဆိုတာမင်းနဲ့တန်လို့လားဝိုင်းကိုပြောဆူကရင်မော်တွန်းချကတွန်းလိုက်တဲ့အချိန်ကြောင့်ခါးတွေအတော်အောင့်သွားတယ်ဝိုင်းလဲစုံမရင်တခင်သူမဘဝကနေအုံဖိုးကမြင်နေရတဲ့သူ့ရဲ့အထက်ခံပေါ်လီကျိုးကြောင့်သူမနှခမ်းကိုအကြံပရဏကအောက်နှခမ်းနဲ့အပေါ်နှခမ်းကိုတလက်စီဆုပ်ပြီးမင်းနှခမ်းကအစင်လိုဆွဲမပွဲကောင်းတော့မယ်တခင်ထိုးသူပြောပြီးသူမအပေါ်ကနေထားကစီးကရက်ကိုမင်းကြီးရင်သူ့လိုချင်တဲ့အဖြစ်ကိုမေးလေတော့တယ်မင်းအဲ့လောက်တောင်ငွေမတ်တာလားဝိုင်းနေငွေကဝိုင်းအတွက်ဒုတိယဖျားသခင်ပဲတခင်တောက်ခေါရင်သူမလည်းပင်ကိုညှက်ခါအန်ချိတ်လျက်ငါအပေါ်သစ္စာဖောက်ရလာတဲ့အထိငါတို့ဆက်ဆံရေးကမင်းငွေလောက်တောက်ရေးမပါဘူးလားဖြေစမ်းမင်းအခုဖြေစမ်းဝိုင်းအသက်ရှူချက်ကသူ့လက်ကိုမရမကပုတ်ထုတ်ပြီးအဲ့ဒါဝိုင်းရှင်းပြနိုင်ပါတယ်မောင်ဝိုင်းတယောက်မျက်ရည်ကြားကရှင်းပြမယ်လို့တော့တခင်ခေါင်းရံကလက်သေးဆိုရင်ဘာလဲထပ်ပြီးမင်းအမေကြောင်းမလားရော့ဒီထဲမှာတိတ်တောင်ရှိတယ်မင်းတင်ညာငါနဲ့အတူအိတ်ပဲတခင်သူမစီကိုဘန်ကပြစ်ပြီးကသူမအဖေကိုနားမထောင်တော့ပဲသူမနှကလေးကိုပြင်းပြစွာလမ်းရင်ဝိုင်းခေါင်းခါလေးရဲ့မျက်ရည်တွေစီးကြကညင်ဆန်နေတော့တယ်တဖြည်းဖြည်းအနမ်းတွေကျလာကသူမဝတ်ထားတဲ့အင်ကြီးကိုဖျက်ပြီးလွှဲပစ်လိုက်တော့တယ်မောင်ဝိုင်းတောင်းပန်ပါတယ်ဝိုင်းကိုဒီလိုမလုပ်ပါနဲ့ဝိုင်းလေမောင်ဒီလိုလုပ်ခဲ့မယ်ဆိုရင်မောင်ကိုမုန်းပြီမယ်နော်မောင်စားမင်းမောက်တလောင်မင်းကငါစေကပြန်မုန်းတယ်ငါအချင်းနဲ့မတန်းနဲ့မိမငွေတီလောက်မှနေတာမင်းကအပြူစစ်တော်မယ်မထင်ဘူးဝိုင်းမျက်စိစုံမိကသူမတခင်လေးပင်ကိုဖတ်ထွယ်ပြီးနမ်းလိုက်တော့တခင်ကကြောင်သွားတယ်မောင်ဝိုင်းအပေါ်ဒီလိုလုပ်ရမှချိန်နေမယ်ဆိုဝိုင်းလက်နဲ့ချပြီးအဆုံးပေးပါတယ်ဝိုင်းတယောက်မျက်ရည်ပေါက်ကနေကြွကြရင်တခင်လေးသူမကိုပြန်လည်နှမ်းကသူခေါ်ဆောင်ရအမကပါအချစ်ဆန်အိမ်လေးစီတို့ဝိုင်းတယောက်နာကျဲစွာလိုက်ပါလာတော့တယ်
သိချစ်တဲ့ချစ်သူနှစ်ယောက်ကြားမှာငွေဆိုတဲ့အရာကြောင့်ပျက်စီးသွားတဲ့ဆက်ဆံရေးရဲ့အထင်လွဲနေတဲ့ကောင်လေးကိုဘသူကအမှတ်တရသိအောင်အလင်းပြပြီးမှလဲဆိုတာကိုတော့မနဲ့ရောက်တဲ့အခါမှာတော့ဝိုင်အိယာကနေနှူလာတော့လန်ကကိုပြန်ငုံကြည့်ပြီးသူ့ဆက်အင်ကြီးဝတ်ပေးထားတဲ့ထင်ပါရဲ့ဝိုင်းရဲ့ကိုယ်ပေါ်မှာသူ့ရဲ့ဆက်အင်ကြီးရှိနေတာမို့ကရင်ကဆင်းမြေလုပ်တဲ့အခါသူ့မခါကိုဖတ်ပြီးပြန်ဆွဲချရင်ဘယ်တော့မှလဲပြန်အိတ်ဆန်ရှင်မသာရှင်အိတ်စေးသခင်ကျမအလို့ရှိသေးတယ်မင်းပေတော့ကပြောစကားလက်ပေါက်ကတ်သွားတာလေဝိုင်းနေအိတ်ဆိုအိတ်အချောမတက်နဲ့ဝိုင်းနာကြီးကြည့်တော့မနက်၈နာရီတို့ကြောပြီးမို့သူစကားကိုနားမထောင်တော့ပဲသူ့လက်ကိုဖေးချကအင်ကြီးပြန်ကောက်ရင်တစားစီပြေးသွားတဲ့အင်ကြီးကိုကြည့်ပြီးဝိုင်းမျက်နှာနီးရလေရညာမောက်ဝန်နန်းရဲ့ဘာပြစ်သွားလဲဝိုင်းမစင်စားချင်တော့ပါသူ့အနာကနေမြင်မြန်သာထွက်သွားခြင်းမိတယ်ဝိုင်းတကယ့်ခံတွေကနေထွက်လာတာမြင်နဲ့ရှင်ရင်အေးကမနာလိုတဲ့မျက်နှာပြက်ဝိုင်းကိုမျက်စောင်းတို့ကထွက်သွားတော့တယ်ဝိုင်းနေမင်းကိုဘယ်လိုမောင်းထုတ်ရမလဲငါအကြာကြီးချစ်ခဲ့တဲ့လူကိုဘသူစီမှမပေးချင်ဘူးမင်းဒီမှာမရှိတော့ရင်ကောင်းမယ်အကွေကနေဝိုင်းနီကိုမျက်ထောင်နေကြပြန်ကြည့်ကဝိုင်းကိုဘယ်လိုမောင်းထုတ်ရမလဲစဉ်းစားနေတဲ့လူတယောက်ကိုတော့ဘသူမှတတိမထားမိကြပါဝိုင်းရီချိုအဝတ်စားလေးကတကင်းရဲ့မနှက်စားကိုသွားပြင်ဆင်ပေးတော့တယ်တကင်းဆင်းလာတဲ့ခါမှာတော့ကြီးတင်ဒီနေ့ပါချက်လေမနှက်စားကိုကြက်ဥပေါင်မကျော်နဲ့နွားနို့ပူပူလေးလှုပ်ပေးထားပါတယ်တခင်လေးတခင်ရထိုင်ပြီးနွားနို့တစ်ဝက်လောက်တောက်ကသူမရောကြည့်တင်မမလေးဝိုင်းနီကိုအိမ်နောက်ပဲရေချိုးကမှတန်စီလှုပ်ခိုင်းထားပါတယ်တခင်လေးဟုတ်ပြီတခင်အသာပြုံးကသူမစီသွားပြီးမင်းဘာလုပ်နေတာလဲဝိုင်းနောက်ကပွားစီပြောနေရင်သူ့အတန်ကြောင့်လှက်ကမျက်လုံးပြိုပြီးခေါင်းခါကဝိုင်းဘာမှမလုပ်ပါဘူးတခင်လေသူမလက်ကိုဆဲကကာပေါ်တက်ပြီးဘေးကိုဥတီသွားမယ်ဝိုင်းမသိတာမို့စစ်ရှင်ပေးသွားမှလဲငါနောက်ကိုပစက်ပိတ်ပြီးလိုက်ခဲ့စကားမများနဲ့အဲ့ဒီနောက်ဆိုင်တဆိုင်ရှိကိုကြောက်ကထူဆိုင်နဲ့ဝင်ပြီးသူ့ကိုအလှဆုံးပြအောင်ပြင်ပေးလိုက်ထူအလုပ်သမားလည်းသူ့မကိုခေါ်သွားပြီးအဝတ်စားလေးပေးကမိတ်ကပ်တွေပြင်ပေးလိုက်ကြတယ်ဝါလှလိုက်တာမမလေးမှန်တဲ့ပုံရိပ်ကိုကြည့်ပြီးမိတ်ကပ်ဆရာတွေပြောလိုက်တော့ဝိုင်ဆက်ပြုံလိုက်ပြီးအပြင်ထွက်လာခဲ့တော့တယ်ဆေးကလည်းနာရီတစ်ချစ်ဖြင့်မျောနေတာနောက်ဆုံးတော့ထွက်လာပြီးပန်းလူရောင်ကာဝန်လေးနဲ့လှပလွန်တဲ့သူမလေးကဘူမရုပ်လေးအတိုင်းပင်စစ်တချမ်းကြီးကဘန်ကတ်ကိုအလုသမားကိုပေးပြီးမဆူလှတယ်ကြားတင်တာဒီတရဖြတ်လိုက်စေးသခင်ငွေစင်ပြီးကားလေပြန်ဝင်ကသူမကားပေါ်တက်လာတော့ဝိုင်းလက်ကိုစောင့်ဆဲပြီးမပြောမစိုးနန်းနဲ့စေးသခင်ကြောင့်ဝိုင်းအတင်းဆုံးကရှင်ဘာလုပ်တာလဲနှက်ခမ်းတွေကများလွန်းလို့နင်းနေပြန်ဖြတ်ပေးတာမင်းနှက်ခမ်းကအတော့ချူတာပဲနော်၆ကတ်တန်ဖြင့်စီကနှက်ခမ်းကိုလက်မနဲ့အသာတုပ်ပြီးကားကိုမောင်းထွက်သွားတော့တယ်ဟိုတယ်တစ်ခုရောက်တော့မီဒီယာသမားတွေများနေတာကြောင့်ဝိုင်ရလန်ကစစ်ဝိုင်မစင်ရဘူးဘာမှမဖြစ်ဘူးကိုလက်ကိုဆွဲထားစစ်ထိုးသူပြောပြီးကားပေါ်ကဆင်ကသူ့မကိုလက်ကမ်းပြီးတော့ကမ်းလာတဲ့စစ်ကြောင့်ဝိုင်လက်ဆွဲပြီးစစ်ခေါ်ရနာကိုလိုက်သွားလိုက်တဲ့ထိုအချိန်မီဒီယာသမားတွေကစင်းနေဝိုင်ကိုမြင်တော့အလူအရက်တပ်ပုံရိုက်ပြီးကိုစစ်တခင်ဖေကကောက်မလေးနဲ့ဘယ်လိုဆက်ဆံရင်မျိုးလဲကိုစစ်တခင်နဲ့တက်သစ္စာမင်းသမီးတော်တာနဲ့တွဲနေတာမဟုတ်ဘူးလားတယောက်တစ်ပေါင်းမိကဓာတ်ပုံတစ်ပြက်ရိုက်နေကြတော့ဝိုင်ချွေးပင်စိုးလာကတခင်ရဲ့လက်ကိုတင်းနေအောင်စုပ်ကင်ထားတော့တခင်လဲမီဒီယာသမားကိုကြော်ကအထဲဝင်သွားတော့တယ်ဘာမှအဖြစ်မရတဲ့မီဒီယာသမားဟာမကျင်တဲ့ထဲဝင်မဲ့အပြုအဆောင်တွေရဲ့တားဆီးခြင်းကိုခံရပြီးထိုနေရာမှာပဲဆက်ချံသွားကြတယ်အထဲရောက်တော့မင်းဒီမှာငြိမ်လေးနေခဲ့ငါမလာမချင်းဘဲမော်သွားနဲ့စေသူမကိုလူမရှိတဲ့စပွဲခုံနာကိုခြံထားခဲ့ကရှေ့ရရှင်တွေနဲ့စကားသွားပြောတော့တယ်ဝိုင်လေထိုနေရာစိန်ကိုမရင်းနေသဖြင့်တခင်ရလာကိုစောင့်မျှော်နေခဲ့တဲ့နိုင်ရွက်ကြတဲ့အခါမှာတော့ဝိုင်ဆောင်ရင်ပြင်းလာသဖြင့်ခုံပေါ်မှာရှိတဲ့အချိုးရည်တွေကိုတောက်လိုက်မုတ်နေစားလိုက်ဖြင့်ဘိုက်တွေတင်ကတခင်ကလေကြာလိုက်တာဝိုင်တွင်းနေတော့ပင်သူ့အနာကိုကောင်မလေးတယောက်နဲ့ကောင်လေးနှစ်ယောက်ရောက်လာကသူ့ကောင်မလေးကဟိုးဘေးကကောင်မလေးလေကြည့်နေတာကြောင်တော်ကမာနာကြီးတဲ့ပြေးတဲ့ဆောင်မရဲ့သမီးပါလားထို့ယောက်ျားလေထို့ကောင်မလေးကိုမပြောဘူးတားမြစ်တော့လေပါလေငါးကြီးကိုလာချောင်းတာလားတနာပါတယ်ကိုလက်ကိုသွားချေတယ်ထို့သူပြောပြီးသူမထိုးနေရကနေမနေချင်တော့လှဲထွက်သွားမယ်အပြုနေရပေသွားမှလေကောင်းမဝိုင်ကိုဆွဲတဲ့စိန်ကြောင့်ဝိုင်ကင်ထားတဲ့ဖြော်ရည်ချယ်ရီရဲ့ကောင်းဝဖြူအပေါ်ဖိတ်ချကုန်တော့တဲ့ဝိုင်လေးလန်ကချယ်ရီလေနင်းတမင်လောက်တာမလားဟမ်
ပြောပြောဆိုဆိုဝိုင်းရဲ့ပါကိုကြိုက်ကပြောနေတာကြောင့်ဝိုင်းလေဒေါသထွက်ပြီးပြန်ရိုက်မယ်အပြုတ်လက်မြောင်နေချိန်ဘာဖြစ်နေကြတာလဲစစ်ချယ်ရီလည်းစစ်ကိုမြင်တာနဲ့စစ်အနာသွားပြီးလက်မစိတ်ကမထွက်တဲ့မြေကြီးကိုညှစ်ပြပြီးကိုစစ်ချယ်ရီကိုကဲပါအောင်သူကချယ်ရီကိုပါးရိုက်တယ်မင်းလာခဲ့စမ်းဝိုင်းမလို့ဝိုင်းလေညင်းဖို့လုပ်ပေမဲ့ဝိုင်းလက်ကိုဆွဲပြီးသူ့ပေပါကိုစိုက်လိုက်တာချယ်ရီပြန်ရိုက်လိုက်ချယ်ရီစစ်ရဲ့အပြောကြောင့်ပြုံးကမရရသေးတဲ့ညပါပါကိုအပြင်းပြင်းအိတ်ချတော့ဝိုင်းလေးချသွားတော့တဲ့စစ်ကိုလည်းဝိုင်းမြုပ်ကြည့်နိုင်တဲ့မျက်လုံးဖြင့်ပါးတစ်ပတ်ကိုကင်ပြီးကြည့်ကမျက်ရည်ဝဲနေတော့တယ်အစာအဆောင်တွေးတဲ့လူအများတွေကတော့ဝိုင်းကိုတန်းထားတဲ့မျက်လုံးတွေဖြင့်ကြည့်ကဘာမှတော့ဝင်မပါကြပါထိုအချိန်မှာပဲကောင်းလေးတစ်ယောက်ရှောက်လာပြီးဝိုင်းကိုထုပေးရင်အမအဆင်ပြေလားဝိုင်းနာကျင်စွာပြောရင်အဆင်ပြေပါတယ်မောင်လေးကျေးဇူးတင်ပါတယ်စင်လေသူမလက်ကိုထုကောင်းလေးစိတ်ဝင်တွေကနေပြန်ဆွဲကပြန်မယ်ဝိုင်းလေငိုရင်းသာစင်းတော်ကိုဇက်ကန်ရက်ကန်ပြန်ပါသွားတော့တယ်ကားတွေလျှောက်တော့ဝိုင်းအားရပါရငိုချပြီးရှင်ဘာလို့ကျမရှင်းပြစကားကိုနားမထောင်ရတာလဲသခင်ကားမောင်ကမင်းသူများကိုအနိုင်ကျင့်တာမဝသေးလို့ငါ့ကိုထက်ရှင်နေတာလားဝိုင်းနေရှင်ကရောကျမသူ့ကိုအနိုင်ကျင့်နေလို့တက်အမြင်လို့လားငါမြင်တာကိုပဲငါရှုံးနေအဲ့ဒါတွေကြောင့်ရှင်ကိုမုန်းနေတာသူမငိုကပြောလိုက်တဲ့စကားကြောင့်စစ်သူမကိုပြန်ပြောမယ်လောက်ခါမှပါးနှစ်ပတ်လုံးရှောင်းနေတာကိုတွေးတဲ့အခါကာကိုထိုးရပြီးမင်းပါးနှစ်ပတ်လုံးအစိုက်ခံရတာလားဝိုင်းပြန်မပြောပဲငိုရင်းသာတကယ်သူမဘာကိုကန်ပြီးသဘောပေါက်ကကိုတောင်းပန်ပါတယ်တောင်းပန်တာနဲ့ပြီးဝိုင်းစကားမဆုံးလိုက်ဝိုင်းဘာကိုဖွားဖွားလေးကန်ပြီးနှက်ခမ်းလေးကိုအနမ်းပေးလိုက်တော့တယ်စိတ်ထဲမှာလည်းချဲဒီကိုဘယ်လိုအပြစ်ပြန်ပေးရမယ်တွေးထားလေပါတီကနေပြန်လာတဲ့လမ်းတစ်လျှောက်လုံးဝိုင်းဘာမှစကားမပြောပါပါးကနာတာထက်စိတ်ထဲကအတော်ခံရခက်စွာနှာကျင်လာတယ်တခင်သူမကိုချော်ပေမဲ့စိတ်မဆိုးဘူးလို့သာပြောပြီးတခင်ကိုစကားမပြောတော့ပါစံအိမ်လျှောက်တော့တခင်ကိုမဆောင်ပဲအစီကံတန်လျာမှာသွားဖို့လို့တော့သူမလက်ကိုပြန်ဆွဲကတောင်းပန်ပါတယ်ဝိုင်းမဲရီပောက်ကနေကြပြီးစစ်ကိုဘာမှပြန်မပြောကြောခိုင်းထားတဲ့သူမကိုစစ်အသာလှည့်ပြီးမျက်ရည်တွေတုပ်ပြီးကမောင်းနောက်ကိုလိုက်ခဲ့မောင်ရှိခဲကပ်ပြီးမယ်ပါကနှီးရဲနေပြီဝိုင်းဘာမှပြန်မပြောတာမို့စစ်လဲသူမလက်ကိုဆွဲကအိမ်စီကိုရှိခဲရှုခိုင်းပြီးကြက်ထိုးထိုးပေးလိုက်တော့တယ်ဘသူမှလာစစ်မသိပါစစ်ထင်တာသူမပြဿနာရှာပြီးထင်ပြီးရိုက်ခိုင်းလိုက်တာခံရတဲ့သူကဝိုင်းမလို့စစ်အံကိုကြိတ်ထားမိတယ်ဝိုင်းကိုရှိခဲကပ်ပြီးတာနဲ့ပါရောင်တာကျသွားတော့စစ်လဲသူမကိုချီကကရဲမော်တင်ပေးပြီးဒီညဒီခန်းရမထွက်နဲ့မောင်ကိုတိတ်မောင်ရေးရင်ချိုးပြီးချစ်သူဖြစ်ခဲ့တော့ကတော့မောင်ကိုအမြဲတိတ်ပြီးမှအိတ်တာမို့ခုကလည်းမောင်ကတိတ်ခိုင်းသေးတယ်လေတခင်ရေချိုးတော့ဝိုင်းလေးအောက်ကိုဆင်းလာလိုက်တယ်နေတခင်လေးကိုမြှုပ်ဆွေနေပြန်ပြီလားဝိုင်းနေဝိုင်းကိုလောင်တယ်လို့ဖြစ်မေးလာတော့ဝိုင်းနေလေစိတ်ချင်သွားကတခင်ကကိုအရင်ချစ်တာလေနေလေတွေးတဲ့အတိုင်းပဲနေဘာနေလဲနောက်ဆိုနေရဲ့တတိကတော့လည်းဖြစ်နိုင်နေနော်ရှင်ရင်အေးဒေါသတွေထွက်ခါနှကန်းကိုကြိုက်ပြီးဝိုင်းလေးပြုံးကထွက်လာခဲ့တော့တယ်အပြင်ရောက်တာနဲ့မျက်နှာချက်ချင်းပြန်တီးပြီးမဲပြခါရှင်ရင်အေးကလည်းဝိုင်းနောက်ကျော်ကိုကြည့်ပြီးငါအကြောင်းကောင်းကောင်းသိစေရမယ်ထို့သူပြောပြီးဖုံးယူကတစုံတယောက်ကိုပြောလိုက်တော့တယ်ဝိုင်းအတွက်တော့ကန်ဆိုးမသွားရမိုးလိုက်လို့ရွာဆိုတယ်လို့ပဲနေတိုင်းလိုစကားများရတယ်တော်တာတက်သစ္စာမင်းသမီးဖြစ်လို့နာမည်ကြီးလာတာမကြသေးပါတငယ်ချင်းတယောက်အကူအညီဖြင့်သူမလှုပ်ချင်တဲ့မင်းသမီးကိုလှုပ်ရခဲ့တယ်မိတ်ကပ်ပြင်းနေရင်လက်ထောက်မမီကိုတရင်တစ်ခုပြကမေးလေတော့တယ်မမီတရင်မကြီးကိုစစ်ဘေကကောင်းမလေးကဘသူဖြစ်မယ်ထင်လဲဟင်မမီမသိဘူးတော်တာလေးကိုလည်းမမီတခုပြောအောင်မယ်စစ်တခင်ကိုဝေးဝေးနေတော်တာလေးကခုမှနာမည်ရလာတာဘသူကြောင့်မှမဖြစ်စေနဲ့မမီရဲ့တော်တာလေးမမီကိုပြောပြီးပြုံးစစ်စီဖြစ်တရင်ပြန်ကြည့်လိုက်တယ်ဘသူမှဝိုင်းနေကိုမသိဘူးပဲထို့သူစိတ်ထဲမှာတွေ့ရင်တခင်ရဲ့ပုံကိုသိချပြန်ကြည့်ကဝိုင်းချစ်တာလေချစ်စရာပဲကိုရီးယားမင်းသားရုပ်ခံလေးနဲ့ပုံတွေကိုကြည့်ပြီးအမျိုးမျိုးဝေးပန်နေတာတော်တာလေးရဲ့ပါဝိုင်းနဲ့တော်တာဟာအိမ်နေခြင်းလည်းမမတငယ်ချင်းအရင်ကြီးဆိုလည်းမမပါဒါပေမဲ့ဘသူမှမသိပါဝိုင်းကတော်တာတက်လှပေမဲ့တရုပ်ဆောင်ရတာဝါသနာမပါဘူးဆိုပြီးတော်တာကိုနာမည်ကြီးအေဂျင်စီတခုနဲ့မိတ်ဆက်ပေးလေတယ်တခင်ရဲ့ကိုညီဖြင့်အဲ့ဒါကြောင့်တော်တာနဲ့တခင်ကိုအထင်မှားနေကြသေးတာမဆန်းသူမအစင်မပြေတိုင်းဝိုင်းကအမြင်နှစ်သိမ့်ပေးတယ်မို့တော်တာဝိုင်းကိုအတော်ခင်နေသူမတွေ့နေရင်ဖုံးလာတော့တွေးလက်စာကိုရက်က
Hello အခုကမင်းသမီးတော်တာလားဘယ်သူမှတော်တာမသိပါတော်တာဖုန်းနံပါတ်ကိုဘယ်ကရှာလဲမသိဟုတ်ကဲ့ဟုတ်ဘယ်သူလဲမသိကျမကတော်တာပရိသတ်လေးပါတော်တာကအစမ်းတော်တာပဲဟုတ်ကျေးဇူးပါဒါနဲ့တရင်တွေ့ပြီလားမမတော်တာအခုကိုစစ်တခင်ကကောင်မလေးတယောက်နဲ့တွဲနေတယ်ကိုစစ်တခင်ကိုဘာမှမပြောတော့ဘူးလားဟမ်ဟာပလိုက်ကြည့်ပါလားစိတ်ထဲတွေးကဘာမှတော့ပြန်မပြောခဲ့ပါတော်တာလဲဟုတ်ကိုစစ်တခင်ကိုပြောလိုက်ပါမယ်ဒါပဲနော်အလုပ်ချိန်မို့တော်တာဖုံးမြန်ချလိုက်ကသူမဖတ်ရမည်စညွန့်ကိုသာစိတ်နဲ့ပြီးပြန်ဖတ်လိုက်တော့တယ်တပတ်ကြာပြီးတဲ့နောက်ဝိုင်းသူ့ကိုစောင်းနေတာတပတ်လောက်ရှိပြီမို့တခင်မနေတက်မထိုင်တက်ဖြစ်နေတော့တယ်ဘလို့ချောချောမစားတော့ဝိုင်းစိတ်ကိုသူ့အတွက်လက်ဖျားခါလာတော့တယ်တမီကြီးစားတော့ကမကောင်းလိုက်ရတဲ့စိတ်ကခုမှအတူချပြန်ကောက်နေသေးလားဘယ်လိုပြတ်ချောရမှသူမသိပါတခင်တယောက်တပြင်းချရင်မိန်းကလေးတွေကဘလို့ချော့မှကျင်းနေပြီမှလဲဝိုင်းအလုံးလုံးနေရကနေတခင်သွားကမင်းတို့ဒါတွေမလုံနေတော့လို့ပြောနေတာနားမထောင်ဘူးလားဝိုင်းနေကျမလို့ကျမလောက်တာရှင့်ကိုခလုတ်တိုက်နေလို့လားအဲ့လောက်အလုံးလုံးချင်နေလားအပြင်မှာမျက်ပင်သွားနှုတ်เสียမရှိတော့ရင်ငါမိမလာလို့ဝိုင်းအကောက်နားထောင်ရံကနေဘိုးမသေးပါမသေးကောင်းညိုက်ပြီးမှတစ်ချက်ချောင်းကမျက်နှာခရညင်သည့်အတိုင်းနေရပြီးစောက်ကတော့ပြောင်းတဲ့သခင်ကိုမျက်ဆောင်တို့ကသွားမိရလို့သခင်သူမစီကိုတာကမင်းသဘောတူပြီနော်လာမိမကို့ကိုဖော်လို့ပြီဝိုင်းဆက်ခါရှင်ပါရီစောက်ပြောနေရလေသခင်မဟုတ်ဘူးလားမင်းကမောက်ရမိမပဲလေရှင်ရှာရွမရှိတိုင်းစောက်မပြောနဲ့မောက်မိမအာနာမည်ရမစိုးဘူးနားဝဲချိုလိုက်တာဝိုင်းလည်းသူ့ကိုမျက်စောင်းလှထူတာသူ့မသာနဂါဆိုတခင်ပြချနေလောက်ပြီးမောက်မိမလေးမောင်ရီချိုးဖို့ပြင်ပေးအောင်နော်ဝိုင်းလည်းတခင်ကိုပွားစီပြောကတခင်ကလှမ်းပြောလိုက်သေးတယ်မောင်ကိုပွားစီမြစ်တာမပိုးနဲ့မောင်ကြားရနေတယ်လေခုတလောတခင်ဝိုင်းပေါ်တိတ်မချမ်းတော့လို့ဝိုင်းစိတ်အေးသွားရတယ်သူ့အိမ်ကိုလာတဲ့နေ့ကလေးကဝိုင်းအိမ်ကိုမပြန်ရသေးပါပြန်ဖို့လောက်တိုင်းတခင်ကစိတ်တူတာမို့ဝိုင်းငြိမ်သာနေလိုက်ရတယ်ခုရပိုင်းဝိုင်းကိုမစားရမနေနိုင်တာလားမသိဒီတိုင်းငြိမ်နေတာတောင်မောင်မိမဆိုပြီးပစက်ဖျားကမချပါဝိုင်းကအမြဲထွက်ပြေးနေရတယ်တခင်အခန်းကနေဆင်းလာတော့တခင်လည်းနောက်ကလိုက်စားတယ်ဝိုင်းလည်းပြုံးစစ်စီရင်ကနေအိမ်ကန်းကိုကြည့်တော့ဆင်းလာတဲ့ခြေထောက်ကဇက်ကတခင်လည်းလိုက်ကြည့်ပြီးမမီဒေါသမြန်ဝက်ပြက်ထိတ်ထားခင်သားတော်မောင်ကိုတလက်ထိုမိန်လေးကိုတလက်ကြည့်ပြီးဝိုင်းကတော့လက်ပြားခြေပြားတွေအေးဆက်ခါတခင်သူမကိုအသာကောင်းနေပြီးစူပါပေါ်ထိုင်လိုက်တယ်မမီကဘေကလေးကရှောင်းနေတာလေငါလာတာကိုမင်းကမပြောတော့တဲ့ပုံစံစစ်တခင်ဟမ်မင်းကကုမ္ပဏီကိုမသွားပဲဒီမိမကိုလိုက်ကြည့်စေနေတယ်ပေါ့ကျွန်တော်မသွားလေမမီစီးစိမ်ပြုတ်မသွားပါဘူးစစ်တခင်မင်းဘာလေးလိုက်အောင်မလို့လဲဟမ်မင်းအစီမရအဖက်မရလောက်နေအောင်မေဆိုစာရင်ကနေမောင်းထုတ်ပြလိုက်မင်းစစ်တစ်ချက်ဆွေးရင်သွားတယ်ဝိုင်းကငွေအတော်မှတ်တာမို့စစ်ဝိုင်းကိုအကြည့်ရောက်တော့ဝိုင်းလေပြုံးပြကအန်တီမောင်းထုတ်စရာမလိုပါဘူးဝိုင်းမဲသွားမယ်မင်းငါနာကနေထွက်သွားရဘူးစစ်တခင်မောင်းထိတ်ထားခင်နဲ့ဝိုင်းတခင်ကိုပြိုင်လို့ခေါ်ပြီးသူ့အခါတခင်ဝိုင်းဖက်လေကမောင်းကိုတင်ကျွေးထားနိုင်လားမလူတယောက်ကိုတင်ကျွေးတာကဝိုင်းအတွက်ဘာမှမဖြစ်ပါဘူးဟုတ်ပြီအဲ့ဆိုမောင်တို့ဒီနေ့ပဲအိမ်မောကနေစင်းချတာပေါ့မင်းစစ်တခင်မင်းကဒီမင်းကလေးကြောင့်မမီကိုထားပြီးအိမ်မောကနေစင်းမယ်ပေါ့လေဟမ်ထိတ်ထားခဲ့သွေးပင်တိုးချင်လာတယ်သူဒီကိုလာတာချွေးမကိုတွေးချင်တာလဲပါစမ်းချင်တာလဲပါတာမို့ခုတော့မစမ်းရသေးဟိုကအိမ်မောကနေစင်းသွားတော့မင်းအတော်မွေးရကြုံတဲ့တာထိတ်ထားခင်တွေးနေရင်မှာပဲသားတော်မောင်ကကားတော့နဲ့ဘန်ကပ်ပြီးကထိုမင်းကလေးလက်ကိုဆွဲပြီးထွက်သွားပြီမို့မင်းရက်လိုက်စမ်းစစ်တခင်လဲဆက်ခါသူ့မမီစကားကိုနားထောင်နေသူ့လိုစီးပွားရှင်တယောက်ကအိမ်မောကနေဆင်းလာတာဘာမှမခတ်ပါကောင်မလေးကိုထားခဲ့မင်းကတော့ဆင်းသွားအိမ်မောကနေဗျာမရဘူးသူကကျွန်တော်မိမမစီမထားခဲ့နိုင်ဘူးတွေးမရဘူးမမစိတ်ကကျွန်တော်မိမကိုနှိမ့်ဆက်ရင်ဘယ်လိုလုပ်မလဲခွေးသားမင်းအမေကိုလူဆိုးမလို့ပြောနေရလားကျွန်တော်ကခွေးသားဆိုတော့ဟိုလေမမီကထိတ်ထားခင်လေတခင်မကိုဆိုလိုတာသိတာမို့တခင်နာသွားကဘိုက်ကိုဆွဲလိုက်ပြီးကို့အမေကိုဘာလို့ပြောနေတာလဲဟမ်မမီနားတယ်ဝိုင်းလေမောင်နဲ့မောင်မေစမ်းဖြစ်တာလားစနေတာလားမသိကွယ်ငိုရတဲ့ဇေယျတာနေတယ်တခင်လေသူ့မမီကိုမစတော့ပဲမရဲ့လက်ကိုဆွဲပြီးထွက်သွားမယ်လို့တော့နှစ်ယောက်လုံးပြောင်းဝင်စမ်းစစ်တခင်ဘယ်နဲ့သူများသားသမီးကိုတင်ကျွေးခိုင်းနေတယ်
မင်းကယောက်ျားမဟုတ်ဘူးလားမာမီကလည်းသားကယောက်ျားတော့ယောက်ျားပါပဲဒါမဲ့မမရဲ့မောင်လေမကတင်ကျွေးနိုင်တော့ကျွန်တော်လည်းမကိုကြုံပြီးအိမ်မောကနေဆင်းလာတာပေါ့မင်းအမေငါစကားပြောနေတာကိုကလတ်တဆန်လောက်ပြီးပြန်မပြောလို့မရှဘူးလားစစ်တခင်မာမီနဲ့စကားမများတော့ဘူးဗျာလာမမအိမ်မောကိုပြန်တက်ရအောင်မင်းဟမ်ခွေးသားလေးထွက်သွားမယ်အထင်နဲ့တားမယ်လောက်ခါမှထိတ်ထားခင်လည်းအပေါ်ပြန်တက်သွားတဲ့သားကိုကြည့်ပြီးပြုံးကကောင်းခါရင်ဝိုင်းနဲ့တခင်ကျောင်းတက်တုံးကလေးကတွဲနေကြတာမို့ဝိုင်းကိုထိတ်ထားခင်သဘောကျတာမဆန်သားကိုသူမတအုပ်သာတီးခတ်နိုင်တယ်ရှင်ရင်အေးကတော့တခင်မကြီးကိုညာကလှမ်းတိုင်ပြီးဝိုင်းမောက်တော့ခါရပြီးအထင်နဲ့တွေးရသဘောကျနေတယ်သူမမသိတာကထိတ်ထားခင်ဝိုင်းကိုအစင်ကလေးကသဘောကျနေတာပဲထိတ်ထားခင်လည်းအခန်းထဲဝင်ကကြည့်တဲ့ခင်းကိုလိမ်မော်ရီတစ်ခွက်လောက်ကျူလာပေးအောင်ဟုတ်ကဲ့တခင်မကြီးထိတ်ထားခင်မျက်စိမရင်ဖြော်ရည်ကိုစောင်းနေတယ်မကြပါတကားခောက်ပြီးဝင်လာကဖြော်ရည်လာပို့ပေးလိုက်တယ်ကောင်မလေးကဆက်နေပြီးမထွက်သွားသေးတာမို့ထိတ်ထားခင်လေဘာပြောစရာရှိလို့လဲတခင်မကြီးကိုပြောပြစရာရှိလို့ပါရှင်ရင်အေးစိတ်ကိုလျှော့ပြီးတခင်မကြီးဝိုင်းနေကြကိုသိပြီလားဟင်သူကလေသူကဘာဖြစ်လို့လဲသူကတခင်လေးငွေကိုချူစားနေတာပါပြီးတော့ဒီကိုမရောက်ခင်လေတရေကြီးတူနဲ့တွဲလိုက်သေးတယ်သူကတခင်လေးနဲ့မတန်ပါဘူးသူကတခင်နဲ့မတန်ဘူးဆိုတဲ့တခင်နဲ့တန်တာမင်းလားထိတ်ထားခင်ဒီလိုပြောလိုက်တော့ရှင်ရင်အေးလေးလန့်ကတောင်းမှမာတဲ့တခင်မကြီးရှင်ဒီလိုဆိုလိုတာမဟုတ်ပါဘူးရှင်တခင်လေးကောင်းမှုပြောလိုက်တာပါငါသားကိုငါမဆုံးမနိုင်ဘူးလို့ပြောချင်တာလားဟမ်အပြင်မှာလာကြစမ်းထိတ်ထားခင်ခေါ်တော့ကြီးတင်တဲ့အတူကောင်မလေးနှစ်ယောက်ဝင်လာကထိတ်ထားခင်လေဒီကောင်မလေးကို3လစာပေးပြီးစက်အိမ်ကနေမောင်းထုတ်လိုက်ဟုတ်ကဲ့သူအခါရှင်ရင်အေးလေတောင်းမှမာတဲ့တခင်မကြီးရှင်ဒီလိုသဘောပြောတာမဟုတ်ပါဘူးတောင်းမှမာတယ်ရှင်မကျွေးမွေးစရာအမေနဲ့ညီမလေးရှိလို့ပါရှင်ကိုမောင်းမထုတ်ပါနဲ့ရှင်ကြီးအေးဘလောက်ပြောထိတ်ထားခင်ကတော့လက်လူရှူကမျက်စိမရင်မေကအိတ်နေတော့တယ်စစ်တခင်မင်းအောင်ကိုစင်နေတာတခင်ကြည့်လိုက်တော့မနက်7 နာရီမို့မမီးရဲ့တန်ကလက်လူရှူကနားတစ်ဖက်ကိုခေါင်းနဲ့ဖိပြီးမနေနိုင်တဲ့အစုံစိတ်ရှုပ်စွာထွက်လာကဟာကွာမမီးကတော့အတန်နဲ့နှိမ့်ဆက်နေပြီသူ့အောက်ကိုရောက်တော့ထိုးထိတ်ထားခင်သူ့နဲ့ရောက်ကိုဆွဲပြီးမင်းလေသူ့များသားသမီးကိုပိုက်ဆံမပေးပဲအစမ်းတွေခိုင်းစာနေပါလားစစ်တခင်ကိုကြည့်ကဝိုင်လေမျက်နှာငယ်ဖြင့်ဝိုင်အိပ်ပြန်ချင်းယုံလေးပါဒါမဲလေတခင်ကမပေးပြန်ဘူးအန်တီဝိုင်ကိုအမျိုးမျိုးနှိမ့်ဆက်တယ်ဟမ်မနော်ပောက်ကြီးကမပြောနဲ့မောင်ဖေတော့အမကိုနှိမ့်ဆက်နေလို့လေအာလာလာမမီးဗျာသားနဲ့ရွယ်ပြုတ်ထွက်ကုန်တော့မယ်သမီးကိုအိမ်ပြန်ဖို့လွတ်ပေးလိုက်စစ်တခင်မရဘူးစစ်တခင်ဒေါသကြီးစွာပြောပြီးသူ့မမီလက်ကိုပုတ်ထုတ်ကအပေါ်ကိုပြန်တက်သွားတော့တယ်သူ့အနာကိုပြန်စွန့်နေတဲ့အအခန်းထဲရောက်တော့မင်းဘာလို့ငါနားကနေထွက်သွားချင်တာလဲဝိုင်းနေနေရန်ကိုစက်တိုက်ထိုးကမောနေပြီစုကမှဆက်တော့ငါရဲ့အချစ်နဲ့မတန်တဲ့မိမသစ္စာမရှိတဲ့မိမမင်းကိုမုန်းလိုက်တာကွာစစ်တကယ်မျက်ရည်ပူစီးကြကအတိတ်ကိုအကြောင်းအရာကခေါင်းနဲ့စီရီစွာရောက်လာတော့တယ်သူမနဲ့တခြားသူတွဲသွားတဲ့ပုံရိပ်တွေရဲ့ဦးလေးတယောက်ကသူမကိုငွေတွေပေးကပြုံးနေတဲ့ပုံရိပ်ရဲ့ဒါရီဟာသူ့နောက်ခွဲမှာဖြစ်နေတဲ့ကိစ္စမို့ဝိုင်ကိုခွင့်မလွတ်နိုင်ခဲ့ပါချစ်လွန်းလို့သူသာယူသွားနိုင်တယ်သူမကတော့သူ့အနာကနေထွက်သွားဖို့လုပ်နေတော့မင်းကငါအနာမှာဘယ်လိုခေါ်ထားရမှာလဲဝိုင်းနေငါတကယ်ပဲလွတ်ပေးတယ်မလားမင်းကကိုနည်းနည်းလေးမှမချစ်ခဲ့ဘူးလားကွာတကယ်စက်မတွေ့တော့ပဲကိုလက်တန်စင်ကအောက်ဆင်းလာပြီးဝိုင်းနေနာကိုသွားကရှော့ငါစီမင်းနေတဲ့နေရာစားပြီးတွတ်ထားတယ်လှစာယူပြီးထွက်သွားတော့ဝိုင်းလေတောက်နေတဲ့ရေတီကမျက်ရည်ဝဲပြီးသူ့ပြီးတဲ့အသားလေးစုကမြေဝန်းမှာလည်းပျော်ရွှင်နေတဲ့မျက်နှာဖြင့်ကျေးဇူးတင်ပါတယ်တခင်ကတော့မေးပြုံလျက်ဝိုင်းကတော့ဘလောက်ထွက်သွားချင်နေတာလည်းမသိထိတ်ထားခင်ကိုတောင်မနှုတ်ဆက်တော့ပဲသူ့အင်ကြီးတွေကနေထွက်လာခဲ့တော့တယ်သူမစိတ်ထဲစိုးမှုတာကခုချိန်မိမိအဆင်ပြေရလားဆိုတာကိုပင်ဝိုင်းအင်ကိုမြင်ပြန်လိုက်ခါအိမ်ရောက်တော့မိမိထိုင်ကုန်လေးမလုံမဆက်ညသက်ခါအိပ်ပျော်နေတဲ့သူမရဲ့မိဝိုင်းဘယ်လိုနှုံမထလာနိုင်တော့ပါမိစေးဖို့လုံလောက်ပြီးသိလားမိဝိုင်းမိကိုစေးအောင်ခေါ်သွားမယ်နော်မိကိုစေးကုပေးမယ်မိနေမကောင်းတာပြစ်ထားတယ်လို့ဖြစ်ရင်တောင်းပန်ပါတယ်မိရဲ့ဝိုင်းခေါ်နေတာထားကြည့်ပါအောင်မိရဲ့စေးဖို့ရလို့ပြောနေပြီမဲ့အသက်မရှိတော့တဲ့သူမရဲ့အမေခန္ဓာကိုယ်လေးကိုဖတ်ထားလျက်ငိုနေတော့တယ်ဝိုင်းလေမိကိုကြည့်ပေးဖို့ခေါ်ထားတဲ့နတ်စမကိုစားကြည့်တော့လေအစာနာပဲမတွေ့ပါဖေပေးထားတဲ့ပိုက်ဆယ်သိန်းကိုယူပြီးထွက်ပြေးသွားသေးတယ်လေလှုပ်ရလိုက်တာ
လှုပ်ရလိုက်ကြတာမိမိစာပနာလေးကိုလှုပ်ပြီးသွားတော့စစ်တကယ်ပေးတဲ့ပန်းကလေးကိုကျစ်နေအောင်စုပ်ထားကအလိုမရှိတဲ့မျက်ရည်ပူတွေတားစီမရစွာကြာဆဲလျက်ထို့အချိန်ကားပေါ်မှာဆင်းလာတဲ့သူမရဲ့ဖေဖေခေါ်ဦးမင်းတဝိုင်းဝိုင်းကိုကသူမအဖေကနှစ်သိမ့်ပေးရင်သမီးစုံပြပြပြီဆိုရင်လာဖေဖေတို့သွားကြမယ်မိမိအိမ်လေးကိုကြည့်ကဝိုင်းကိုရဲ့စေးတခင်လဲဝိုင်းကိုလာတွေ့တော့ဦးမင်းတဝိုင်းနဲ့စုံပြီးတကယ့်မျက်နှာမှာလဲဒေါသရိတ်တွေပြင်းနေလျက်အော်မင်းကဘဲကြီးနဲ့တာယာနေတာကိုငါကတော့မင်းစင်ပြေရလားလို့လာကြည့်နေတာလာခဲ့စမ်းမင်းထို့လူကြီးရဲ့စိတ်ဝင်တွေကနေဝိုင်းလက်ကိုစောင်းဆဲတော့ဟဲ့ကောင်ဝိုင်းလက်ကိုလှုပ်ပေးလိုက်မင်းပါစက်ကိုပိတ်ထားလိုက်ဒီကိစ္စခမည်းနဲ့မဆိုင်ဘူးမင်းဘာတွေဖြစ်နေတာလဲစစ်တခင်ဝိုင်းလက်ကိုလှုပ်မင်းနဲ့ငါရှင်းစရာတွေရှိသေးတယ်လာခဲ့မင်းဝိုင်းကိုဆွဲကကားတဲ့အတင်းထဲတော့တယ်ဝိုင်းကဦးမင်းတက်ကိုအကူကြီးတောင်းဝင်မဲ့လူကြီးအားနဲ့လူငယ်အားချင်းမစင်တာမို့ဦးမင်းတက်လည်းဘာမှလှုပ်လို့မရှာပါတခင်လည်းကားကိုတုံဆိုင်မောင်းထွက်သွားကကြံခဲ့တဲ့ဦးမင်းတက်ကဘာလို့ရပါကြရမှမသိတနေ့ရအရောက်စစ်တခင်ဒေါသတကြီးဆင်းလာပြီးထွက်လာခဲ့တော့ဝိုင်းနေဟဲ့အင်းမထွက်ဘူးအိမ်ကိုပြန်ပို့ပေးခမရထွက်လာမလားမထွက်ဘူးလားဝိုင်းတယောက်ပေတီတီပြခေါင်းခါလည်းရက်တခင်စိတ်မရှိစွာဖြင့်သူမကိုပခုံးပေါ်ထန်လိုက်ကတိုက်ပူအိမ်နဲ့ဝင်လိုက်တော့တယ်ဝိုင်းကတော့သူ့ကြောကိုထုကညှင်းဆန်ပြီးပသွားလျက်အမိန်ပြီးတဲ့နေရာမှာစစ်တခင်နဲ့ထိတ်ထားခင်ကတာအမီးဆိုတဲ့အတိုင်းတလီတန်နေပင်အိမ်ထဲရောက်တော့ဝိုင်းကိုအခန်းထဲကကရင်မော်ပြစ်ချကသူမပေါ်ကိုငုံမိုးလျက်မင်းကမင်းပဲချီစီကိုသွားနေမယ်ပေါ့အထုပ်တွေနဲ့တော်ပါတယ်ဝိုင်းနေမင်းတိတ်ကိုတော်လို့တယ်စေနေတာတွေစွတ်မပြောနဲ့စစ်တခင်အဲ့ဒါကအမလေးဝိုင်းစင်းပြမယ်ကြိုးစားတော့လေဝိုင်းရဲ့ကောင်းရဲ့ကရင်ကိုထားတူတော့ဝိုင်းလန့်ကတုံသွားပြီးရှင်မက်ကိုဖိထားတော့တယ်ဝိုင်းနှခါတွေတဆက်ဆက်တုံပြီးစစ်တခင်မင်းတင်တယ်လို့မဟုတ်ဘူးမင်းသိလားမင်းကိုချစ်လို့နဲ့ဟောဒီကောင်ကတခြားပေကြီးနဲ့မင်းပြုံးပြလိုက်ရင်လူသက်ချင်စိတ်တွေပါပေါက်လာတယ်ဆိုတာတခင်ကပြောပြီးတောက်ခေါက်ကအပြင်ကိုထွက်လာလိုက်ပြီးတကားကိုလှော်ချပစ်လိုက်တော့တယ်အခန်းထဲမှာလိမ့်လိမ့်မမနဲ့ငိမ့်ငိမ့်နေနော်မောင်အပြင်သွားအောင်မယ်ဝိုင်းလန့်ကကြပြဖြင့်တခင်မဟုတ်ဘူးဝိုင်းကိုအခန်းထဲပိတ်ထားလို့မစားဘူးနော်တခင်ဝိုင်းကိုလွတ်ပြီးအခုလွတ်ပြီးပါဝိုင်းဘလောက်ပဲတကားကိုထုပြီးအော်ခေါ်နေပေမဲ့တခင်ကတော့ကာမောင်ကထွက်သွားလိုက်ပြီဖြစ်တယ်တခင်ဝိုင်းကိုလွတ်ပြီးတီထဲဝိုင်းမနေချင်ဘူးလို့မိမိစာပနာမှာတမင်းပင်မစားနိုင်တဲ့ဝိုင်းကငိုပြီးတကားကိုအဆက်မပြတ်ထုပြီးမောလာကအားပင်မရှိတော့ပါချေရတဲ့ဖေဖေကနောက်မိမနဲ့တာယာပြီးချေရတဲ့မိမိကသူမကိုထားသွားကချေရတဲ့တဝူရီတော်သူကသူမကိုအထင်လွှဲပြီးအခန်းနဲ့တောက်ခတ်ထားသေးတယ်လေတော်တော့စစ်မင်းများနေပြီမတော်နိုင်ဘူးကွမတော်နိုင်ဘူးငါမှတော့ချစ်လိုက်ရတာသူမကရောငါ့ကိုဘာပြန်ပြီးခဲ့လဲသိလားတရားတွေကွတရားတွေရှင်မက်ကိုပေါက်ခါမိုးနေတဲ့စစ်တခင်ကိုကြည့်ပြီးကောင်းတို့အတကောင်းခါပြီးတို့လည်းဖုံးခေါ်လာတော့တခင်ခဏနော်ငါဖုံးသွားပြောအောင်မယ်ငိမ့်ငိမ့်နေနော်ဘာပြဿနာမှမစားနဲ့တို့လည်းတခင်ကိုစိတ်မချစွာမှရင်ကလက်ပင်ကိုထွက်သွားကဖုံးသွားပြောတော့တယ်တခင်တစ်ခွက်ပြီးတစ်ခွက်တောက်ရင်သာချယ်ရီလည်းကလက်ကိုတငယ်ချင်းနဲ့တူလာပြီးတယောက်တည်းတောက်နေတဲ့စစ်ကိုမြင်ပြီးတငယ်ချင်းနဲ့နှုတ်ဆက်ကစစ်တီလာတော့တယ်ကိုစစ်ဟာတကယ်ကိုစစ်ပဲချယ်ရီကကိုစစ်မဟုတ်ဘူးထင်းနေတာဘာလို့တယောက်တည်းလာတောက်တာလဲချယ်ရီကိုခေါ်ရောပေါ့ဘာတူလဲအော်ကိုစစ်ကလည်းချယ်ရီလေစစ်ကတော့အဖက်မလုပ်ပဲတောက်မြဲတောက်နေတော့ချယ်ရီကမချေမနှက်ဖြင့်နှကန်းစုကလူရမရစောင်းထားတဲ့စိတ်ကြွစေမှုကိုစစ်တောင်မဲဝိုင်းနဲ့ထည့်ပြီးတော့စိတ်မဝင်စားတဲ့စစ်ကအကုတ်ယူတောက်လိုက်တော့တယ်ချယ်ရီလည်းစစ်ပါမှမပြောတော့စစ်လမ်းမကိုကပ်ပြီးကိုစစ်လို့ဟမ်ခွက်ကိုပြစ်ချလိုက်တဲ့စစ်တခင်ကြောင့်ချယ်ရီလည်းကကိုစစ်မြေတော်နေပြကြီးလာတဲ့စစ်ရဲ့အကြည့်တွေကြောင့်ချယ်ရီတရွေးကိုတစ်ချက်မြှချပြီးထားလည်းမထားရဲ့စကားတော်ထွက်မလာတော့ပါအစင်ကငါပိုင်တဲ့လူကိုပါရတဲ့တယောက်မလားချယ်ရီမဖြစ်ရဲ့စစ်ရဲ့အကြည့်တွေကကြောချပြီးကြောက်စရာကားလွန်နေသူမေးပေမဲ့မဖြစ်တဲ့ထုကောင်လေးကိုစိတ်တူကစပင်ကိုဒေါသတကြီးဆွဲလိုက်ပြီးရရဆဆမင်းကငါပိုင်တာကိုထိရတယ်အာကိုစစ်ဘာတွေလုပ်နေတာလဲချယ်ရီနာတယ်ချယ်ရီဟောတန်းကြောင့်နေဘက်မှာကလတ်လာတဲ့လူအနှဲငယ်တွေကစစ်ကိုကြောင်ပြီးကြီးနေကြတယ်ဝင်ပါရဲ့ပါစစ်ထလာကထုကောင်လေးကိုနန်းရစီတွန်းပြီးလှေပင်းကိုညက်ကမင်းကသူများပါဝဲဆိုင်ပြီးပြောင်းလေပြောင်းစားအတော်လှုပ်ချင်နေတယ်မလားဟမ်
အကိုစစ်ချယ်ရီကိုလှော့ပါကိုစစ်ရဲ့စေတခင်ရဲ့လက်ကိုစိုက်ထုတ်ကအသက်ပင်ဝါအောင်မရှူနိုင်တဲ့သူမပုံစံကအတော်ပင်တနာစရာကောင်းလာတယ်စေတခင်ဖုံးထုတ်ကနံပါတ်1ခုစီကိုဆက်လိုက်ပြီးကုမ္ပဏီမှာရှိတဲ့ချယ်ရီမြေရဲ့ရှယ်ယာတွေအကုန်ထုတ်ပြလိုက်ရှယ်ယာရှင်တွေမေးလာရင်သခင်ကြော်ကိုပါးနဲ့ချက်ရိုက်လို့တန်ရတန်ကြီးပြန်ပေးတာလို့ပြောမချင်တဲ့လိုအတန်ထွက်တဲ့သူတွေကိုလည်းရှယ်ယာထုတ်ပြီးမောင်းထုတ်ပြစစ်ထိုးကောင်လေးကိုမြတ်ထောင်နေပြကျေးပြီးဖုံးပြောတော့ချယ်ရီလည်းစစ်သခင်အတန်ကြောင့်ပြတယ်လည်းဖြစ်တောင်းမှတယ်ချယ်ရီတို့ကိုမောင်းမထုတ်ပါနဲ့တောင်းမှတယ်နော်ကိုစစ်ချယ်ရီဘလို့ပဲတောင်းမှစစ်ကတော့မူးနေတဲ့ကောင်ကိုတစ်ချက်ကအပြင်ကိုထွက်လာတော့တယ်ချယ်ရီကတော့ငိုကဖခင်ကိုဘယ်လိုရှင်းပြရမလဲမသိတော့ပါစစ်ထွက်လာတာမြင်တော့သူတို့လည်းဟာညင်လေးမနေဘူးပေသွားအောင်မလို့လေငါပြန်တော့မယ်ငါလိုက်ပို့ပေးမယ်စစ်မင်းမူးနေပြီအထက်ကဘာဖြစ်သွားတာလဲသူတို့မသိပါသူတို့လည်းပြောဆူစေးတခင်ကိုကားရဲထည့်ပေးကသူကိုယ်တိုင်မောင်းသူနေရဝင်ထိုင်လျက်စေးတခင်ကိုအိမ်ပြန်ပို့ပေးတော့တယ်စစ်သိမ့်မမှုပေမဲ့စေးရဲ့အချိန်ကြောင့်မျက်နှာနေရလျက်အတော်တီးခံထားတဲ့ပုံမင်းစစ်ဝေထားတဲ့တိုက်ဘူးလေးပြန်မလားအဲ့ဒီကိုပြန်လို့မဖြစ်ဘူးမင်းကိုယ်ကိုပြန်လိုက်ငါစိတ်မိထားတယ်ကွာဟမ်ဘသူကမင်းကိုစိတ်ခက်ရတာလဲမြန်စစ်တူပြောလိုက်တော့သူတို့လည်းမြန်မောင်းလိုက်တော့တယ်စစ်ကတော့အန်ကျပြီးတွေ့ကြောပင်ထောင်ကမျက်နှာတစ်ခုလုံးနှီးရဲနေတယ်ကိုယ်တို့ရောက်တော့စစ်ရေးချိုးကံကိုအမြတ်သွားပြီးရှည်တဲ့စိတ်နေလျက်သူတို့ကိုလည်းရေခဲများရှူလာခိုင်းတော့တယ်မြန်စေးရှင်ပြင်းမှရမယ်တိုက်ပူထဲမှာဝိုင်းတယောက်တည်းကြောက်နေမယ်ဆိုတဲ့အသည့်ကြောင့်ပဲနိုင်ဝက်လောက်ကြတော့အတော်တက်တာသွားတာမို့စစ်လေသူတို့ရဲ့ကိုယ်တို့ကနေထွက်လာခဲ့တော့တယ်မနဲ့ကလေးကထမင်းမစားရတဲ့ဝိုင်းကအားပြက်ကကလေးမောင်ငုံငိုင်းနေလျက်စစ်အလားကိုစောင့်မျှော်နေပြီးတော့တယ်ညနေခင်း4 နာရီရောက်တော့ကားသာကြားတာနဲ့ထိုင်နေရကနေဝိုင်းလေးထလာကမူးနေတဲ့ကောင်းကြောင့်အသာပြန်ထိုင်ပြီးစစ်လေထမင်းထုတ်ဆွဲကအိမ်ထဲဝင်ပြီးဝိုင်းကိုတကားပွင့်ပြီးကစစ်တခင်ကိုမြင်တာနဲ့ဝိုင်းကိုကတခင်ကိုအပြစ်သွားဖတ်တော့တယ်ဘယ်တော့တောင်ကြောက်နေမလဲမသိပါတခင်ကိုဖတ်နေရင်တကူလုံးတုံးကငိုနေတော့တယ်ချစ်လျက်နဲ့ဝေးသွားပြီးဆက်ဆံရေးကိုမလို့ချင်ပါသူမကပြေးဖတ်တော့တခင်လေကနာကြောင်ပြီးစစ်တခင်ပြုံးကဘာဖြစ်တာလဲဗျဘာလို့ငိုနေတာလဲနင်ငါ့ကိုဒီမှာတယောက်တည်းထားခဲ့ပြီးထင်းနေတာငါအရင်ကြောက်နေခဲ့တာတခင်သိလားနင်သိလားလို့သူ့ကိုဖတ်ပြီးလက်သေးသေးလေးနဲ့ရှင်မက်ကိုထူကငိုကြနေတယ်သူမကသူ့ထက်ချီတဲ့မမလို့ပြောရင်ဘသူမှစုံမှာမဟုတ်ပါတကယ်ကလေးတိုင်းပဲစိတ်ရဲ့မျက်နှာမှုအပြည့်ပါနေတဲ့မျက်ဝန်းတွေနဲ့သူမပါပေါ်ကမျက်ရည်လေးကိုအသာတော့ကဟော့ဗျာမောင်မကိုဒီလောက်ချစ်နေတာချစ်လွန်းလို့ဒီကိုခေါ်လာတာဗျဘာလို့ထားကြရမှာလဲပြောပါအောင်ဝိုင်းလေတခင်ပြောကြောက်တခင်ရဲ့ရှင်ခွင်နဲ့ခေါင်းတိုးဝင်ကမောင်မကိုအထင်လွဲပြီးစိတ်ဆိုးနေတယ်လေသူမမျက်ရည်မြင်တာနဲ့တခင်ရဲ့ဒေါသကလက်နဲ့အလိုလိုချပြီးသားမို့သူမလေးကိုချီကဧကစူပါပေါ်ထိုင်ပြီးဝိုင်းကတော့သူ့ပေါင်ပေါ်ထိုင်လေတာပဲအဆုမောင်ကိုပြောကြည့်လေတခင်ဒီလိုပြောလိုက်တော့ဝိုင်းလေခေါင်းလိုငုံမိကလက်သေးတွေကိုစောကစားပြီးမျက်ရည်ကအလိုလိုကျနေတော့တယ်အဲ့ဒါကဝိုင်းရဲ့ဖေးဖေးပါဟမ်တခင်လေးအံ့ဩကမျက်နှာကအလိုလိုပူလာပြီးရှက်စိတ်လဲဝင်လာတော့ပေါင်ပေါ်မှာထိုင်းနေတဲ့သူမခါကိုတင်းကျပ်စွာဖက်ကမျက်နှာကတော့ဝိုင်းရဲ့စင်ဝင်တွေကိုဝတ်ထားပြီးစက်နေတယ်။ရောက်ကတိနဲ့အထင်လွဲနေရလား။သိစမ်းစစ်တခင်ရဲ့ဝိုင်းလေမျက်ရည်ကျနေတဲ့ကြားကနေမောင်အပြုတ်မှုပုံစံကြောင့်အတန်ထွက်အောင်ရှိမိတယ်။ဝိုင်းလေဖေဖေနဲ့အထင်လွဲနေတာကိုသိပေမဲ့ရှင်းပြဖို့ကြိုးစားတိုင်းမျက်နှာကိုပဲစုံတတ်တဲ့ကိုရောချောကြောင့်ဝိုင်းပင်စိတ်တော်ညစ်ခဲ့ရတယ်။ခုလေလွဲချင်ရလွဲပြီးဆက်ပြနေတယ်။မောင်ဆက်နေတာလား။ဒါလေးကမောင်လေးခေါင်းမပါအောင်မကြည့်ရအောင်ဟာဗျာမနော်မောင်ကချစ်လွန်လို့အစမ်းတွေခံစားနေရတာမကဘာလို့ရှင်းမပြတာလဲလို့အစကလေးကနေရှင်းပြလိုက်ပြီးရောမောင်ကနားထောင်လို့လားဟမ်ဒီကပါးနှစ်ချက်တောင်ပလိုက်ကြီးအရိုက်ခံရတာမောင်မကောင်းဘူးကွာဝိုင်းရတွေ့တိုင်းမကျင်တတ်တာမဟုတ်မောင်ကိုစိတ်ဆိုးတဲ့လေသားမြက်ပြောနေတော့တယ်စေးသခင်လည်းပြတယ်လေဖြင့်ဒီကိစ္စနဲ့ပတ်သက်ပြီးမောင်မတာသိပါပြီမဘယ်လိုလုပ်ချင်လဲဟမ်ပါပြန်ရိုင်းမလားဒါမှမဟုတ်တခြားနည်းတွေနဲ့လုပ်ချင်လားမတဘောအကုန်လုံးမကြိုက်တယ်လို့လုပ်ပါဗျာစိတ်တော့မစိုးနဲ့နော်ကျွန်တော်ကိုလေပါတပတ်ကြီးကိုပါတပတ်ပဲပြန်ရမှာမဟုတ်တော့ဘယ်လိုလုပ်ရမလဲစဉ်းစားတယ်လို့ပြောနေတဲ့ဝိုင်းကိုကြီးကတခင်လေခါကိုဖတ်ထားရကနေညင်ရင်စော်နေတော့တယ်မပြောလေမောင်မရဲ့ခါလေးကတေးသေးလေးရောညစ်လို့ကောင်းတယ်မောင်တော့ဝိုင်းပါနှစ်ဖက်နီးရဲ့လေရက်စစ်လေမျက်နှာတစ်ပြေတူကနှက်ခမ်းထိလူနေနေမှာပင်ဝိုင်းပိုက်ကကူကြီးဆိုပြီးမြည်လာတော့တယ်
ခုမှစစ်တခင်လေဝိုင်ထမင်းမဆန်ရသေးတာကိုတတိယပြီးဝိုင်ကိုစူပါပေါ်အသာချကဝေလာတဲ့ထမင်းဟင်းကိုသွားနေတော့တယ်ဝိုင်ကတော့တခင်ပါလို့ကြောင်ကြည့်နေလျက်မကြပါထမင်းဟင်းပူပူနွေနွေကိုခုံပေါ်မှာတင်ပြီးစားကြတဲ့ပွဲပြင်ပေးတဲ့မောက်ကြောင့်ဝိုင်ထိုင်ကုန်ပေါ်ကထိုင်ကမောက်ပြင်ပေးတဲ့ထမင်းလေးကစားချင်စရာကြီးဝိုင်ပြောတာကိုနားထောင်ပြီးတခင်ကပြုံးလိုက်ကစားလို့ရပါပြီတခင်မလေးခမဝိုင်ကတော့တဘောကြပြီးစီကမောက်ပြင်ပေးတဲ့ထမင်းကိုကောင်းမဖော်တန်းစားလေတော့တယ်ကောင်းလေးနဲ့ထုတ်ကောင်မလေးဟာအိမ်တိုက်ပူလေးတွေမှာပြောနေတော့အိမ်တိုက်ပူအပြင်မှာတောက်ခေါက်ကဒေါသမြောင်ဝင်တွေနဲ့ကြည်နေတဲ့လူတယောက်ကိုတော့ဘယ်သူမှမမြင်ကြပါစစ်တခင်မင်းကတော့တော့ဒုက္ခပေးပါလားဟမ်ပြန်လာမှတွေ့မယ်ဒီကလေးထိတ်ထားခဲ့ခေါက်တစ်ခေါက်ပြန်ဆောက်ကစစ်တခင်ကိုချိန်မောက်ထားလိုက်တော့တယ်ကြီးတယ်စစ်ရဲ့တငယ်ချင်းတို့ကိုပုံဆက်ပေးသားမှာဒီကောင်သမီးကိုပေခေါ်သွားတာလေလို့ထိတ်ထားခင်ကြီးတယ်ကိုမှာပြီးဧည့်သည်စီပြန်သွားကကျမဘက်ကပဲတောင်းပန်ပါတယ်ရှင်တကယ်အားနာပါတယ်တားကတဆုထိုးသမားဆိုတော့ရှားပါတယ်ဗျကျွန်တော်ကိုယ်တိုင်ကတကယ်ကုမ္ပဏီကဥက္ကဋ္ဌနဲ့သမီးမြတ်တာမျှနေတာကိုခုမှမျက်တွေ့လို့သာရှုံးတာဟုတ်ကဲ့ပါရှင်ဒါနဲ့အကူကမင်းသိဝိုင်ပါဗျာကျွန်တော်နဲ့အမ2ခေါက်3ခေါက်လောက်စုံမှုပါတယ်ဟုတ်ကဲ့ပါသမီးဝိုင်နဲ့တားစစ်ကမြတ်တာမျှနေတယ်ဆိုတော့ဦးမင်းတဲ့ဘက်ကမကန့်ကွက်တော့ပါဘူးနော်သမီးလေးကိုကျွန်တော်တားပိုင်ဝင်မရှိဘူးဗျဒါပေမဲ့ကျွန်တော်သမီးကိုကျွန်တော်နေတဲ့ပြင်းသစ်မှာပဲခေါ်သားခြင်းနဲ့ဒီမှာကြတော့သမီးကိုတယောက်တည်းမထားခဲ့ခြင်းမို့ဟုတ်ပါပြီကျမဘက်ကလည်းပြောပိုင်ခွင့်မရှိပါဘူးသမီးလေးကိုတော့တာဆင်းနဲ့သဘောတူတာမို့မြန်မင်္ဂလာဆောင်ပေးခြင်းနေပြီနှစ်ယောက်သားအတိုင်ဖောက်ညီစွာရှင်းမောလျက်ဦးမစ်တစ်ပြန်သွားတော့ထိတ်ထားခင်လေးပြုံးကဝိုင်းနဲ့စစ်မင်္ဂလာအမြန်ဆောင်ပေးဖို့တွေ့ထားလိုက်တော့တယ်ခမိခမကသဘောတူတယ်လို့နဲ့သမီးလေးကိုသားဆင်းနဲ့ခွဲထားချင်တာပဲတွေ့ဝိုက်ပြီးစကားပြောသွားတာမသိရင်ခံမယ်စိတ်ချဦးမသိရဲ့သမီးလေးကိုမခေါ်သွားစေရဘူးထိတ်ထားခင်လဲတွေ့ရင်သဘောကျကဝိုင်းကိုခေါ်ထားဖို့အစီသူ့အစီတွေဖြစ်နေတော့တယ်သူတို့ရဲ့ချစ်သူနှစ်ဦးကြားမှာမုံတိုင်းမလားစေလိုပါတိုက်ဖို့လေတဲ့ချစ်သူနှစ်ယောက်ပျော်ရွှင်စာနေထိုင်လျက်မောင်ပြမောင်မကိုမလဲရဘူးနော်ဟုတ်ပြီပြီးတော့ရောနောက်တစ်ယောက်လည်းမထားရဘူးပြီးတော့မတစ်ယောက်တည်းကိုပဲတက်တက်လုံးချစ်သွားမယ်လို့ကတိပေးဟုတ်ပါပြီဗျာကျွန်တော်မျိုးစစ်တခင်ဟာဒီတခင်မလေးဝိုင်းဒီကိုဘယ်တော့မှမလဲနောက်တစ်ယောက်လည်းမထားတခင်မလေးကိုပဲတက်တက်လုံးချစ်သွားမယ်လို့ကတိပေးပါတယ်ဗျဝိုင်းသဘောကြကအနောက်ကနေပြီးဖတ်ထားတဲ့တခင်ရဲ့လက်ကိုဖောပါလေးကိုင်ပြီးပါပေါ်ကိုအပ်ထားလိုက်တယ်ဒီအနီလူသားလေးကိုဝိုင်းနဲ့တကချစ်တယ်ဆိုတာဝိုင်းမပြောလဲစစ်တခင်သိတယ်မကိုလည်းတခင်ဘလောက်ချစ်လဲဆိုတာသူ့အပြုံမူကပြောနေတဲ့ရောင်မောင်တို့လက်ထက်ရအောင်ဒါမဲ့မောင်တို့မနှက်ပြန်လက်မှတ်သွားထုံးမယ်စစ်တခင်သူမနှကန်းလေးကိုလက်မနဲ့ဖောပါလေးထိပ်ပြီးမျက်လုံးမိတ်ခါအကျဉ်းအနမ်းချွေတော့တယ်တခင်ပြီးတဲ့အနံကိုဝိုင်းခံယူရင်မနှက်ရောက်တော့စစ်တခင်ကပဲရှင်းခုံလို့အလုံများနေသေးလားဝိုင်းကပဲစိတ်မရှိတာလားမပြောတဲ့ချိန်ထားတဲ့ရှင်တွေကစက်တစ်ထူချုံမှာစောင့်လာတော့တခင်စိတ်တွေတိုးနေတယ်အသေးသက်တွေအနေနဲ့သူတို့ရဲ့ရှားသားရဲ့ကောင်မလေးကသူတို့ရဲ့လက်ရှိတွဲနေတဲ့မျက်နှာရဲ့ရှိနေကြတယ်လက်မှတ်တွေထိုးပြီးဖုန်ကြီးစက်ကခါဒီနေ့မှပင်အပြည့်စီလုပ်လိုက်ကြတယ်ဘာတခင်ကလက်မှတ်ထိုးပြီးစွန့်ကပ်ပြီးသွားပြီဟုတ်လားစင်းနေကြီးဟုတ်ကဲ့တခင်မကြီးကျွန်တော်ကိုခေါ်ပြီးစီစဉ်ခိုင်းတာပါတခင်လေးကโอเคတာဝန်ကြီးတယ်တိတ်ထားခင်ပြောကသားကိုသွားခေါ်ဖို့စီစဉ်တော့တယ်မောင်မမေလာမယ်ဆိုတော့ဝိုင်းရင်တွေခုံတာသူမကိုချွေးမအဖြစ်သဘောမတူမှကြောက်နေတော့တယ်မောင်ဗျာမောင်မမေဝိုင်းကိုလက်မခံရင်ဘယ်လိုလုပ်မလဲဟင်ဟောဗျာမောင်မမေကသဘောကောင်းပါတယ်ဗျမောင်တို့ကိုလည်းသဘောတူမှာပါမတူလို့မှမရှားတော့တာဟောဒီတခင်မလေးကမောင်ရဲ့ချစ်စနီလေးဖြစ်နေပြီလေအကယ်၍ခွဲထားမယ်ဆိုရင်ရောမင်းမြန်မာငါကအဲ့လောက်စိုးတာလားမင်းကလေးစင်ဘေကလေးကစောင်းနေမှမသိတဲ့မောင်မမေကဝင်ပြောတော့လက်ငါထိုးရင်သာမောင်ကိုလက်သာတို့ပြီးငုံမေမေဖြင့်မောင်အကျင့်ပုတ်တယ်အတီရောက်နေတာကိုမပြောပြဘူးတခင်လေဝိုင်းလက်ကိုဆွဲယူကမမီဘေကလေးကစောင်းနေတာလေမပြောမစုံနဲ့ကျွန်တော်မိမလန့်သွားပြီဟာမောင်စေးတခင်မင်းတော်ပဲငါတခုံးပဲပြောမယ်ငါသမီးကိုမင်းလို့ဆိုတဲ့အကောင်နဲ့သဘောမတူဘူးလာသမီးပြန်မယ်တခင်လေပြုံးစစ်စစ်ဖြစ်ကဝိုင်းကတော့ကြောင်တောင်ဖြင့်မောင်ရဲ့မမေဆွဲခေါ်ရအတိုင်းလိုက်ပါလာခဲ့တော့တယ်ကားပေါ်တက်ပြီးထိတ်ထားခင်ကကာမဖွင့်ကနေရကိုဟာကိုဗျာငါပြန်ပြီအော်တခုမိနေတယ်ပြန်လာရင်သမီးအတွက်ဧကတိပန်းစင်ဝင်ဝဲလာခဲ့ပြောပြတာနဲ့ကာမောက်ထွက်သွားတော့တခင်ကလည်းပြတယ်လေဖြစ်ဟာမမီကျွန်တော်မိမကိုဒီလိုခေါ်သွားလို့မစဘူးလေမမီ
ဟာတခင်စိတ်ဆွစွာစပင်ကိုဖွာကမျက်နှာလေးစူပုတ်တော့တယ်ည6 နာရီလောက်တခင်အိမ်ပြန်လာတော့ထိတ်ထားခင်ကတကားပေါ်မှာစောက်နေလျက်တခင်စောက်တာနဲ့ထိတ်ထားလက်ကအလူလူတခင်ရဲ့ဘိုက်ကျော်ကိုဆွဲလိမ့်လိုက်တော့တယ်အာလာလာမမီသမီးကိုနေဘလို့ဖြစ်လို့လက်လွတ်စပယ်လက်မထိုးရုံနဲ့ပြီးသွားတာလေဟမ်ငါတေခောက်တယ်လိုက်ရပါဇက်ကလက်ထပ်နှင်းနေတာဒေါ်တိတ်တခင်မှာဟာမမီကျွန်တော်တကယ်ဒေဒီကိုတိုင်တော့မှာနော်ကျွန်တော်ကလေးမဟုတ်တော့ဘူးလေဗျကလေးမဟုတ်လို့ငါကပြောနေရတာဟဲ့ဒီတစ်ပတ်အတွင်းမင်္ဂလာဆောင်လိုက်ဒေါ်ထိတ်ထားခင်ရဲ့ချွေးမမင်္ဂလာပွဲကအများထကြီးကျယ်စီရမယ်မြန်မြန်စီစဉ်စမ်းစစ်တခင်မမီသားဆောင်လိုက်တော့ကျွန်တော်မဆောင်တော့ဘူးငါနဲ့လက်ရွယ်ထားတဲ့မမီကြောင့်တခင်အမြန်ပြေးရတယ်မဟုတ်ရင်ကောက်ထက်ခေါက်ခရမှအေကမလွယ်ပါတခင်လည်းအပေါ်တက်လာပြီးသူမအကြိုက်ဧကရိစီမွေပလင်ကိုအသာချကသူ့ရဲ့ငယ်ပုံတွေကိုကြည့်နေတဲ့သူမခါကိုဖတ်လိုက်တော့မောင်ဘယ်တော့မှပြန်ရောက်ဟာမောင်မိမကယောက်ျားပြန်လာတာတော့မသိဘူးပေါ့မောင်ကလည်းမောင်ငယ်ငယ်ကအရင်ချစ်ဖို့ကောက်တာပဲကြည့်ပါအောင်ပဖမောင်လေးကြိုက်စားကျင်နေရကြီးအခုလေစားလို့ရပါသေးတယ်နော်ဒီကချွတ်ချွတ်လေးဝိုင်အသက်ထွက်အောင်စီကဒါနဲ့မောင်မိမိကပြောတယ်ဒီတစ်ပတ်တောက်ကြနေမှာမင်္ဂလာဆောင်မဲတဲ့မိမိကစီစဉ်ပြီးသွားပြီကိုသိပြီသူ့ကိုမျက်လုံးအပြူသားဖြစ်ကြည့်လာပြီးမောင်စမခုံဘူးပေါ့စေခုံတာတော့စေခုံတာပေါ့ဗျာဒါမဲ့ကိုကယောက်ျားလေးဗျပြီးတော့မမီးကပြောသေးတယ်မြင်းမြင်းချစ်ချင်းမီးတဲ့မရဲ့သဘောကရောတခင်ကပြောပြီးသူ့မပခုံးလေးကိုဖွားဖွားလေးနမ်းပြီးဖွားဖွားလေးကြိုက်ခါမိတော့ဝိုင်မျက်နှာထူဖို့ကမောင်နော်အဆက်လည်းမရှိဘူးဟုတ်ပါပြီဗျာမောင်စနီလေးကိုမစတော့ပါဘူးကြည့်ပါဦးမျက်နှာလေးနေရဲနေပြီဝိုင်လေတခင်မှလဲပြီးတခင်ကိုဖတ်ထားကတခင်စင်ဝင်နဲ့ခေါင်းကောင်းလေးရမနခင်ဝိုင်စောစောထားကအန်တီအတွက်နဲ့မောင်အတွက်ကော်ဖီနဲ့ပါမောက်ကျော်လေးပြင်ဆင်ပေးထားလိုက်တယ်အန်တီရဲ့ကြိုက်ကိုမသိပေမဲ့မောင်ကြိုက်လေးပြင်ပေးထားတာကြောင့်အန်တီလေးကြိုက်မယ်ဆိုတာမျှော်လင့်ထားလိုက်တယ်မကြပါကိုလိုကျော်ကစက်အင်းကြီးဖြူလေးလက်ခောက်ပြီးဆင်လာတယ်မောင်ဝိုင်ကမောင်အတွက်မနှက်စာလေးပြင်ပေးထားတယ်ဟာဘာလို့ပြင်ပေးတာလဲအလုပ်သမားတွေလည်းရှိနေတာကိုမောင်အတွက်မကကိုယ်တိုင်ပြင်ပေးခြင်းနဲ့လေတခင်လည်းလေစီးတက်ပေရဲ့ဝိုင်ပြောလာတော့ပါပါမောင်လေးကစူပုတ်နေတယ်သူတို့သမီးလာကိုကြည့်ကတခင်အသေးရပြီးမြားနောက်မပြင်ပေးနဲ့နော်မောင်မိမလေးမောတော်မှာစူတယ်တခင်မင်းစိတ်မလားမစင်ဘူးလားငါ့ကိုနောက်ထားပြီးစိတ်မလာသေးပြမနေနဲ့အနောက်ကနေစိတ်ရမလို့ပြန်မေးတက်ရမလို့ဖြစ်နေတဲ့ရောက်ကမကိုကြည့်ကဝိုင်ရှိလေရဲ့အန်တီဒီနေ့ဝိုင်နဲ့ရှော့ပင်းသွားမယ်စို့ခဏလေးနော်ဝိုင်စီချိုးလိုက်အောင်မယ်ဖြည်းဖြည်းလို့သမီးမမီမလောပါဘူးဟာမမီကျွန်တော်တရသမီးလာကိုဘယ်ခေါ်သွားမှာလဲမကြဘူးနော်သဲပြမနေစမ်းနဲ့စစ်တခဲမင်းဟာလေသမီးလေးအတွက်သုံးဆောင်ကြဝင်မပေးတတ်ဘူးသူများသွားဝင်မှကြတော့တားနေတာမရပါဘူးဗျာကျွန်တော်မိမအတွက်ကျွန်တော်ပဲဝယ်ပေးမှာဒီမှာကမင်းညကလေးတင်ကျွန်တော်အလွန်အလောက်ထည့်ထားတာဗျကပ်ပြကညီးပြနေတဲ့စစ်တခဲကိုကြည့်ပြီးထိတ်ထားခင်မျက်နှာစုံတွေကတခင်ရဲ့လက်ပေါ်ကပန်ကန်လေးကိုစက္ကနေဆွဲယူပြီးပေးမမီဒီနေ့ကြိုက်တဲ့လောက်သုံးပေးမယ်ဟာမမီမတရားဘူးဒယ်ဒီကိုတိုင်ပြောမယ်ဒယ်ဒီပေးထားတဲ့ကရှိတဲ့သားနဲ့စစ်တခဲငါမင်းနော်မမီကိုစကြွေးရမှာကမင်းတာဝန်ညင်းမနေနဲ့ဒီနေ့တော့ငါရှူသွားပြီစစ်တခဲစူပါဘောပြက်ကောက်ကောက်ကထိတ်ထားခင်ကတော့အောင်နိုင်သူတယောက်လို့ပြောလေရတားမီလို့ပြောလို့တောင်မရပါထိတ်ထားခင်နဲ့စစ်တခဲလည်းတစ်ချက်ချက်ပြက်24နာရီမှာတနာရီလောက်သာတေးကြတယ်ကျန်တဲ့ချိန်ကတော့စံတွေဖြစ်လေရတခင်ဒယ်ဒီဦးနေပုံတခင်ကတော့သူ့မိမကလေးဆန်ဆန်လေးကိုသာချစ်နေသေးတယ်လေတားမီတွေရှာဖြစ်စကားများရင်ဦးနေဖုံးတခင်ကတော့ပြုံးလေရပင်ထိတ်ထားခင်ကိုဘလောက်ချစ်ကြောင်းသူ့ပုံစံကပေါ်လွင်လှတယ်တခင်ကတော့သူ့ဒယ်ဒီတောင်းမနိုင်တဲ့မာသားကြီးကိုဖိဖိနဲ့တိုင်ပဲပြောနေတော့တကယ်တမ်းဟိုကထိတ်ထားသဘောထိတ်ထားပါလို့မှန်နေကနေမထွက်ပါစံပြစ်တိုင်တခင်ကောင်းမှုအတွက်ကြည်သားမှုငိမ့်ခုံရတောင်ထိတ်ထားခင်ကိုအနိုင်ယူလို့မရပါမာသားကြီးအနောင်မှာသူ့ရဲ့ရွှေတွင်ဖာသားကြီးရှိနေတာပဲတခါတလေငိမ့်ခုံရတောင်စေးတခင်ကပြောစီစီဖြစ်နေတယ်ဦးနေပုံတခင်ကတော့ထိတ်ထားကဒီလောက်ကလေးဆံမှာတော့တားထိတ်ထားနဲ့တပုတ်ဆန်နေပင်သူ့တွေ့တိုင်းအချစ်ပူရတယ်အမိတ်ဆန်တဲ့နေရာမှာလေဝိုင်အပန်းရောင်ကောင်းဝင်လေးဝက်ကအောက်ဆင်းလာတော့တယ်ဟာမဘာလို့အစံပြင်ထားတာလဲမလှဘူးလားဟင်တော့ပြန်လေးပေးမယ်နေသမီးခုလေအစံလာနေပြီလာသွားကြစို့မျက်မှန်တက်ကအရှိကနေသွားတော့စစ်တခင်ပြပြတယ်လေဖြင့်မမီဒီနေ့ဒယ်ဒီပြန်လာပါလေမမီဒီလိုဖလန်းထအောင်ပြင်နေရင်ဒယ်ဒီစိတ်ဆိုးမယ်နော်ဘဲကြီးကိုခောက်ထားသမီးဒီနေ့ကိုရီစီမမီခေါ်သွားမယ်မောင်လေးတွေကိုမေ့သွားအောင်လို့ဟာမမီ
မာမီနော်ဝိုင်းကတော့ထိတ်ထားပါပြောကောင်းငိမ့်နေတော့တယ်မျက်နှာပြတ်နေတဲ့စေးတကယ်ကိုကြည့်ပြီးပြုံးနေတာဘယ်နှချိန်မှတော့မသိတော့ပါထိတ်ထားခင်တစ်ချက်စဉ်းစားပြီးတခင်ตาလေလိုက်သွားမှလားမာမီတို့နဲ့ဟာလိုက်မယ်တခင်မောင်းသူနေရဝိုင်းထိုင်ပြီးမင်းသမီးနှစ်ယောက်ကတော့နောက်ကန်းတွေဟာသားတွေပြောကစီမော်နေလျက်ကုတ်တိုက်ရောက်တာနဲ့ထိတ်ထားခင်ဝိုင်းကိုဆွဲကကြော်မော်ဆွာသွားရင်ဝိုင်းနဲ့လိုက်မဲ့အင်ကြီးတစ်စုံပြီးတစ်စုံဝဲတယ်ထိတ်ထားခင်လက်ညှိုးထိုးကသမီးဒီတစ်စုံကြိုက်လားဟိုများနေပြီအန်တီဝိုင်းစစ်တခင်မျက်နှာကိုကြည့်တော့စစ်မျက်နှာလည်းငုံမမဖြစ်သူ့ကိုလိုက်ခိုင်းတာအကောင်းမှနေတာဝဲသမျှလိုက်သိပ်ပေးရတာပဲထိတ်ထားခင်လည်းသဘောပေါက်ပြီးခုနကတစ်စုံကလွှဲရင်ဒီတလုံးမှာရှိတဲ့အဖြူရောင်နဲ့အပန်းရောင်ရှုမယ်ဝန်ထမ်းမလေးတွေလည်းအားကြတဲ့အကြည့်ဖြင့်သာတခင်ကတော့ပစ္စည်းသွားထားလိုက်ပြန်လာပြီးတဲလိုက်ဖြင့်အလုတ်ရှုပ်လို့လူလည်းပေမနေပြီဖြစ်တဲ့အင်ကြီးတွေအသုံးဆောင်ပစ္စည်းတွေဝယ်ပြီးရတနာဆိုင်ကိုသွားတော့တယ်စေးတခင်ကတော့လက်ထဲကပစ္စည်းတွေပြေလို့သွားထားနေတဲ့ဝိုင်းလေအန်တီနဲ့အတူရွှေဆိုင်ဝင်ပြီးရှေ့မှာမြင်းနေတဲ့လူကြောင့်အလူလူနေရဲ့ဒေါသထွက်ရဲ့နောက်ဆုံးမိတော့တဲ့ထိတ်ထားဆန်လေသူ့ချွေးမလောင်လေးပုံစံပြောင်းသွားတော့သူမကြည့်နေတဲ့နေရာလိုက်ကြည့်ပြီးမိန်းကလေးတယောက်ကဝိုင်းကိုဒေါသတကြီးကြည့်နေတာကိုတွေ့ရတယ်။ဘာဖြစ်တာလဲသမီးဝိုင်းအချိတ်ခါလေယုံမှုတ်ထုတ်ပြီးဒေါသကိုလျှော်လျက်ပါတီဝဲတုံကဝိုင်းရဲ့ပါကိုနှစ်ချက်ရိုက်တဲ့ကောင်းမလေးပါအန်တီဘာဘသူနဲ့တော်လာလဲပါတီကသခင်နဲ့သခင်ကနောက်တစ်ချက်ရိုက်ခိုင်းတာဝိုင်းမျက်ရည်ဝဲရင်ပြောပြတော့ဒေါ်ထိတ်ထားခင်လေဒေါသအစင်ကြောင့်မျက်နှာနှီးရလျက်ထို့ချိန်မှာပဲတိတ်ကိုကြည်နွေးနေပါလားဝိုင်းနေထိုမိန်းကလေးကသူမတို့အနာကိုလာကမေးတော့ထိတ်ထားခင်ကြည့်ပြီးဝိုင်းကိုနောက်ကျောစီပို့လိုက်တော့တယ်ငါ့ကိုတီးလို့လားမိန်းကလေးထိတ်ထားခင်ဝိုင်းလက်ကိုအသာဆုပ်ကန်ကရှေ့မှာရ